ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ချင်နေရတဲ့ကိုလှုပ်ချင်နေတဲ့အရာတွေကို mouse တွေ keyboard တွေသုံးစရာမလိုဘဲနဲ့စကားလည်းပြောစရာမလိုဘဲနဲ့ကိုယ့်ရဲ့စိတ်ထဲကနေတွေးလိုက်ရှုံနဲ့ကွန်ပျူတာတွေစက်ရုပ်တွေကိုထိန်းချုပ်ပေးနိုင်တဲ့နည်းပညာအကြောင်းကိုပြောပြပေးသွားမှာပါ။ဒါကသိပ္ပံရုပ်ရှင်တွေတဲ့အကြောင်းမဟုတ်ဘူးเนาะတကယ်အပြင်မှာလက်တွေ့အကောင့်ထဲပေါ်နေပြီးဖြစ်တဲ့ brain computer interface ဆိုတဲ့ BCI လို့ခေါ်တဲ့အုံနောက်နဲ့ကွန်ပျူတာနဲ့ကိုဓာတ်ရိုက်ချိတ်ဆက်ပေးတဲ့နည်းပညာဖြစ်တယ်။ဒီနည်းပညာရဲ့အမူလသဘောတရားကဘာလဲဆိုတော့ဝစုလို့ပေါ့နော်ကျမတို့ရဲ့အုံနောက်မှာဒီလှုပ်ရှားမှုဒါမှမဟုတ်လို့ရှိရင်အတွေ့တစ်ခုခုကိုတွေးလိုက်တိုင်းမှာထွက်ပေါ်လာတဲ့အာယုကြောလက်ဆက်လိုင်းတွေကိုစက်ပစ္စည်းကနေဖမ်းယူလိုက်လဲအဲ့ဒါကိုကွန်ပျူတာအမိတ်ပေးချက်အဖြစ်ကိုပြောင်းလဲပေးလိုက်တဲ့နည်းပညာဖြစ်တယ်။ DBCI နည်းပညာကိုအသုံးပြုလို့ရတဲ့နည်းလမ်းသုံးခုရှိရပေါ့နော်။ပထမတစ်ခုကကြတော့ခွဲစိတ်စရာမလိုဘဲနဲ့အုံနောက်လှိုင်းဖမ်းတဲ့အုတ်ထုပ်လေးကိုတက်ဆင်တဲ့နည်း။နောက်တစ်ခုကကြတော့ဦးကောင်းဝင်ရအောင်ပေါ့နော်။အုံနောက်ရဲ့မျက်နှာပြင်ပေါ်မှာတတူတက်ခေါင်းလေးတွေကိုတင်တဲ့နည်းလမ်းနောက်ဆုံးတစ်ခုကကြတော့ Elon Musk ရဲ့ Neuralink လိုမျိုးပဲပေါ့နော်။အုံနောက်ထဲကို chips ပြသေးသေးလေးတွေကိုတက်ဆင်ပြီးတော့အာယုံကြောထဲကိုကျိုးမြင့်လေးထည့်သွင်းတဲ့နည်းလမ်းတွေပဲဖြစ်တယ်။ဒီနည်းပညာနဲ့ဘယ်ညာတွေမှာထူးထူးခြားခြားအသုံးပြုလို့ရနေလဲဆိုလို့ရှိရင်ပထမတစ်ချက်ကကြတော့ကိုလက်မတန်ဆွမ်းတဲ့သူတွေပေါ့နော်။လေးဖြတ်နေတဲ့သူတွေ ALS ယောဂသည်တွေခန္ဓာကိုယ်အောက်ပိုင်းသေးနေတဲ့သူတွေကကြတော့ဒီစက်ရုပ်လက်မောင်းတွေကိုအသုံးပြုပြီးတော့ပစ္စည်းတွေကိုလှမ်းပြီးယူနိုင်မယ်ပြီးတော့ကိုပြောချင်နေတဲ့စကားလုံးလေးတွေကိုစိတ်ထဲကနေတွေးလိုက်ရုံနဲ့ကွန်ပျူတာပေါ်မှာစာသားအဖြစ်နဲ့ပြောင်းလဲပေးနိုင်မယ်နောက်ပြီးတော့ mouse တွေ keyboard တွေကိုသုံးစရာမလိုဘဲနဲ့ web browser တွေသုံးလို့ရမယ် social media တွေသုံးလို့ရမယ်ပြီးတော့ video game တွေလည်းကစားလို့ရမယ်ပြီးတော့လို့ရှိရင်တော့ Parkinson ယောဂဝါယူပြန်ယောဂနောက်ပြီးတော့စိတ်ကြယောဂတွေကိုပြင်းပြင်းထန်ထန်ခံစားနေရတဲ့သူတွေရဲ့အုံနောက်လှိုင်းတွေကိုပုံမှန်ပြန်ဖြစ်သွားအောင်လို့ထိန်းညှိပေးနိုင်တယ်ဒီနည်းပညာကိုဘယ်နှခုနှစ်ကနေစပြီးတွေ့ရှိခဲ့ရလဲဆိုတော့အုံနောက်လှိုင်းပေါ့နော် EEG ကိုကြတော့1924ခုနှစ်မှာဂျာမန်ဆရာဝန်ဖြစ်တဲ့ Hans Berger ကနေပြီးတော့စတင်တွေ့ရှိခဲ့တာဒါပေမဲ့တော့ဒီလိုပေါ့အုံနောက်နဲ့ကွန်ပျူတာကိုချိတ်ဆက်ကမဲ့နည်းပညာကိုတွေ့ရတာဟုတ်ပေါ့နော်အုံနောက်လှိုင်းကိုစပြီးတော့တွေ့ရှိခဲ့တာ BCI နည်းပညာသဘောတရားကိုကြတော့1983ခုနှစ်မှာ American Professor ဖြစ်တဲ့ Jeff Speeder ကနေပြီးတော့စတင်ဖော်ထုတ်ခဲ့တာဒီလိုနဲ့နှစ်ပေါင်းများစွာကြာအောင်စမ်းသပ်ပြုလုပ်ပြီးရဲ့နောက်မှာအခုလက်ရှိစေဝါသုတေသနနယ်ပယ်မှာထူးခြားတဲ့အောင်မြင်မှုတွေကိုရရှိနေပြီပဲဖြစ်ပါတယ်အဲ့ဒါဘာကြီးလဲဆိုတော့ Neuralink chips ပြာကိုတက်ဆင်ထားတဲ့လေပြတ်နေတဲ့လူနာဆိုလို့ရှိရင်လည်းသူကလေဒီ mouse တွေ keyboard တွေကိုမသုံးမဲ့နဲ့သူ့စိတ်ထဲကအတွေးနဲ့ပေါ့နော်ကွန်ပျူတာကစစ်တူရင်ဂိမ်းကိုအောင်မြင်မြင်ကစားနိုင်ခဲ့တယ်။နောက်တစ်ယောက်ကကြတော့ဆွစ်ဇာလန်နိုင်ငံမှာခါရုစစ်ထိခိုက်ပြီးတော့12နှစ်လောက်အောက်ပိုင်းသေပြီးလမ်းမလျှောက်နိုင်တော့တဲ့လူတစ်ယောက်ကအုံနောက်နဲ့ခြေထောက်ကို BCI စနစ်နဲ့ချိတ်ဆက်ပြီးရဲ့နောက်မှာစိတ်ထင်ချုံမှုနဲ့ပြန်ပြီးတော့လမ်းလျှောက်နိုင်ခဲ့တယ်။ ALS ယောဂကြောင့်စကားမပြောနိုင်တော့တဲ့လူနာတွေဆိုလို့ရှိရင်လည်းသူတို့ပြောချင်တဲ့စကားကိုစိတ်ထဲကနေပြီးတော့တွေးလိုက်ရုံနဲ့ပေါ့နော်ကွန်ပျူတာကနေပြီးတော့အသံထွက်ပြနိုင်ခဲ့တယ်။ဒါဆိုလို့ရှိရင် BCI ကိုဝယ်သုံးလို့ရနေပြီလားဆိုတော့လေမရသေးပါဘူး။လက်ရှိမှာ BCI အခြေအနေကဘယ်လိုလဲဆိုတော့ Neuralink လို့ Synchron လို့စတဲ့ဒီကုမ္ပဏီကြီးတွေကကြတော့ FDA ရဲ့ခွင့်ပြုချက်နဲ့သုတေသနစမ်းသပ်လူနာအကန့်အသတ်မှာပဲစမ်းသပ်လို့ရနေသေးတာခွဲစိတ်စရာမလိုတဲ့ EEG လိုမျိုးအုတ်ထုလိုအရာတချို့ကိုကြတော့စီးပွားဖြစ်ဝယ်ပြီးတော့သုံးလို့ရနေပြီဒါပေမဲ့ဘောနော်စုပြောတာဒီအုံနောက်ထဲမှာစိုက်ထဲရတဲ့ BCI တွေကကြတော့အများဆုံးဖြစ်မလာသေးဘူး။ဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်နဲ့ရေရှည်ဘေးကင်းကြောင်းစက်တွေပြဖို့အတွက်ကလည်းလိုနေသေးတယ်။စက်ပစ္စည်းနဲ့ခွဲစိတ်စိတ်ကလည်းအရန်ကိုမှမြင့်မာနေသေးတယ်ပြီးတော့အုံနောက်လိုင်းတွေကို100%တိတိကျကျဖတ်ယူနိုင်ဖို့အတွက်ကိုလည်းအခုမှအဆင့်မြင့်နေတော့မှဖြစ်ပါတယ်ဒီစမ်းသပ်မှုအတွင်းမှာဆိုလို့ရှိရင်လည်းကြုံတွေ့ခဲ့ရတဲ့အဆိုးကျိုးတွေစိန်ခေါ်မှုတွေလည်းရှိရပေါ့နော်တရိတ်ဆန်နေနဲ့စမ်းသပ်နေတော့ဆိုလို့ရှိရင်ဒီမြောက်တချို့ရဲ့အသက်ဆုံးရှုံးရတဲ့အထီကိုမတော်တဆဖြစ်ခဲ့တယ်လူသားတွေနဲ့စမ်းသပ်တဲ့ချိန်မှာတော့ဒီလောက်ထိဆိုးဆိုးရွားရွားတော့မဖြစ်တော့ဘူးပေါ့နော်ဒါပေမဲ့အပြစ်နာစာတချို့တော့ရှိခဲ့တယ်ဘလို့ဆိုးကျိုးတွေဖြစ်နိုင်လဲဆိုလို့ရှိရင်ခွဲစိတ်မှုကြောင့်အုံနောက်သွေးယိုတာဟိုးဝင်တာမျိုးတွေလည်းဖြစ်နိုင်တယ်ရေရှည်မှာခန္ဓာကိုယ်ကနေပြီးတော့ဒီ chips ပြားလေးကိုတွန်းကန်တာမျိုးတွေလည်းဖြစ်နိုင်တယ်နောက်ပြီးတော့အုံနောက်ထဲကသိငယ်တဲ့ကျိုးမြန်တွေပြတ်တောက်သွားတာဒါမှမဟုတ်ဘက်ထရီပြတ်သွားတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းပြန်ထုတ်ယူဖို့အတွက်ပိုခက်ခဲတယ်2024ခုနှစ်စံပိုင်းလုံးကကြတော့ Neuralink ရဲ့ပထမဦးဆုံးလူသားလူနာဖြစ်တဲ့ Nolan Arbor ရဲ့ဦးခေါင်းထဲမှာစိုက်ထူထားတဲ့ကျိုးမြန်လေးတွေ85%ကပြတ်တောက်သွားခဲ့ဘူးတယ်အဲ့ဒီအချိန်မှာ Neuralink ရဲ့အခွဲ့သားတွေကခွဲစိတ်မှုကိုဒုတိယအကြိမ်ပြန်မလုပ်တော့ဘူးသူတို့က software algorithm ကိုပဲပြန်ပြီးတော့ပြင်ဆင်လိုက်တယ်ပေါ့နော်ဒါကြောင့် mouse ကိုပုံမှန်တိုင်းပဲပြန်ပြီးတော့ထိန်းချုပ်သွားနိုင်ခဲ့တယ်နောက်ပြီးတော့ခန္ဓာကိုယ်မှာခုခံအားစနစ်ရှိရလေသူတို့တွေရဲ့တုတ်ပြန်မှုကြောင့်ဒီအုံနောက်တ िश လေးတွေရောင်းတာတွေအမာရွတ်တွေဖြစ်နိုင်တယ်အဲ့တော့အုံနောက်တ िश လေးအမာရွတ်ဖြစ်သွားပြီဆိုတဲ့အခါကြောင့်လို့ရှိရင်သူ
သူကနှစ်စစ်လိုင်းကိုဖမ်းနိုင်တော့အဲ့ခါကျလို့ရှိရင်အခုထည့်ထားတဲ့စက်ပစ္စည်းကြီးကလည်းဘလို့မှအသုံးမဝင်တော့ဘူးနောက်တစ်ချက်ကဘာလဲဆိုတော့ AI နဲ့ပေါ့နော်လောလောဆယ်တော့မှသုံးနေတဲ့လူတွေမှာလေဒါဖြစ်တဲ့ပြဿနာတစ်ခုပေါ့နော် AI ကစာသားပြောင်းလိုက်တဲ့ခါမျိုးဆိုလို့ရှိရင်မတွေးထားတဲ့စကားလုံးတွေထွက်လာတာမျိုးပြီးတော့ဆိုလို့ရှိရင်ဒီစက်ရုပ်လက်စည်းရတင်မှာအမှန်တကယ်တုံခါသွားတာမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုပို့ပြီးတော့အန်ရရှိတာဘာလဲဆိုတော့ဒီနည်းပညာကပေါ့နော်ကိုယ့်ရဲ့စိတ်တွေကတွေးလိုက်တဲ့ဟာကိုပါဒီကွန်ပျူတာမှာတွားပြီးတော့စေခိုင်းနေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အကြံစီတွေအတွေးခေါ်တွေပြောမယ်တော့ privacy တွေကို hacker တွေကနေပြီးတော့ခိုးယူသွားနိုင်တဲ့အန္တရာယ်ရှိတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာရယ်နောက်ပြီးတော့တချို့တွေလည်းပေါ့နော်သိချင်နေမယ်သူတို့ထင်တဲ့အချက်လေးတခုဘိုးတုတ္တအနေနဲ့ထည့်ပြီးတော့ပြပေးချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့သူတို့ရဲ့ဒီအုံနောက်ထဲမှာစွမ်းတော့ပေါ့နော်ကျိုးမြင့်လေးတွေပြတ်တောက်သွားတယ်အုံနောက်တ िश ူတွေရောင်လာတယ်အမာရွတ်တွေဖြစ်လာတယ်အဲ့ဒီအခါမှာဒီလူနာတွေကပေါ့နော်ဝေဒနာကိုခံစားရမလားဆိုပြီးတော့သိချင်နေကြမယ်ထင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လူတွေကလေဒီလိုမျိုးဖြစ်သွားလို့အမာရွတ်ဖြစ်သွားလို့တ िश ူလေးရောင်သွားလို့သူတို့ကဘာဝေဒနာမှမခံစားရဘူးသူတို့အနေနဲ့ဖြစ်သွားမှာကဒီစက်ပစ္စည်းကိုအသုံးပြုလို့မရတော့ဘူးဆိုတဲ့အချက်တစ်ခုပဲဖြစ်သွားမှာ။ဘာဖြစ်လို့လဲဆိုတော့ဆိုရဲ့ဒီခန္ဓာကိုယ်မှာရှိနေတဲ့အရေးပြားလို့ကြွက်သားလို့မှာကကြတော့နာကျင်မှုကိုသိနိုင်တဲ့အာယုံကြောလေးတွေရှိတယ်။ဒါပေမဲ့ဒီအုံနောက်တ िश ူကိုယ်တိုင်မှာကြတော့နာကျင်မှုကိုသိနိုင်တဲ့စနစ်လုံးဝမရှိ။ပုံမှန်ခေါင်းကိုက်တာမျိုးကကြတော့ဆိုရဲ့အုံနောက်မှာရှိနေတဲ့အမေးပါးလေးတွေသွေးကြောလေးတွေကနာတာဖြစ်တယ်။နောက်ပေမှတ िश ူရောင်တာကကြတော့ဘာမှမနာဘူး။ဒါကြောင့်လဲဆရာဝန်တွေကလူနာတွေတတိယနေတုန်းမှာပဲအုံနောက်ခွဲစိတ်မှုတွေကိုလုပ်လို့ရနေတာဖြစ်တယ်။ဒီတော့မတန်ဆွမ်းသူတွေပြန်လည်လှုပ်ရှားနိုင်ဖို့နဲ့လူသားတွေရဲ့ဆက်သွယ်ရေးကိုပြောင်းလဲပေးနိုင်မယ် BCN နည်းပညာကိုအနာဂတ်မှာအထွေထွေအသုံးပြုလို့ရလာခဲ့မယ်ဆိုလို့ရှိရင်ရောလိုအပ်လာခဲ့လို့ရှိရင်ကိုယ့်ရဲ့အုံနောက်ထဲကိုဒီလိုမျိုး chips ကြားလေးတွေကိုထည့်သွင်းဖို့အတွက်တသိရှိလားဒါမှမဟုတ်ဒီ BCN နည်းပညာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ပေါ့နော်ထင်မြင်ယူဆချက်လေးရှိရဆိုလို့ရှိရင်လည်း comment လေးထဲမှာဝင်ရောက်ဆွေးနွေးသွားပေးကြလို့ရပါတယ်ဒီအကြောင်းအရာလေးကတော့ဒီလောက်ပါပဲ bye bye